ကန်ကောင်းထောက်မှစွာပဲဒီလိုမဟုတ်ရင်လျှို့ဝှက်ထောက်လှမ်းရေးဖြစ်ဝင်ရောက်ခဲ့တဲ့ရှောင်းမေဟာအလွန်ကြီးမားတဲ့အန္တရာယ်နဲ့ရင်ဆိုင်ရနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူ့နောက်မှာလူသက်သမားတယောက်ရက်နေလို့ပါလွန်ခဲ့တဲ့နှစ်ကျော်ကရဲအရာရှိဒါဇင်နဲ့ချီပြီးတပ်ဖြတ်ခဲ့တဲ့ရာဇဝတ်ကောင်တယောက်ပါပဲ။ရှောင်းမေကိုအန္တရာယ်ကင်းစေဖို့ဦးလေးကတော့သူ့ရဲ့အဖော်ဖြစ်ဟန်ဆောင်ပြီးမစ်ရှင်ကိုဖုံးကွယ်ထားရတဲ့အခြေအနေကြားရောက်သွားပါတယ်။ဒါပေမဲ့လူသက်သမားကသူတို့ကိုအာယုံစိုက်မှုမလျှော့ပါဘူး။တေချာကြည့်ပါသူကလှေကားခလုတ်ကိုနှိပ်နေတယ်လို့ဟန်ဆောင်ထားပေမဲ့တကယ်တော့ရှောင်းမေဟာနှက်ချက်တက်ထားလားဆိုတာစစ်ဆေးနေတာပါ။ဒါပေမဲ့သူလုံးလုံးမသိတာကဦးလေးကစက္ကန့်အနည်းငယ်လိုမှပဲနှက်ချက်ကိုချွတ်ပစ်ခဲ့ပြီးဖြစ်ပါတယ်။ဒီသေးငယ်တဲ့လှုပ်ရှားမှုတစ်ခုကသူတို့ရဲ့လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဝင်ဖြစ်မထင်ရှားစေဖို့ကာကွယ်ပေးလိုက်တာပါ။ခဏတာကြာတော့ဦးလေးကပုတ်တိုးနေတဲ့ပန်းသီးတစ်လုံးကိုထုတ်လိုက်ပါတယ်။အဲ့ဒီထဲမှာအသေးစားကင်မရာတစ်လုံးဝတ်ထားတာပါသူကလျှို့ဝှက်ရုပ်ရှင်ရိုက်ကူးပြီးလူသက်သမားရဲမျက်နှာကိုတပ်ပုံရိုက်လိုက်ပါတယ်။နှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့တဲ့လူသက်သမားကိုအတီးပြုဖို့ပါပဲမျှော်လင့်ထားသလိုပဲအဖြေကချက်ချင်းရှင်းလင်းလာပါတယ်ဟုတ်ပါတယ်သူပါပဲအေဂျင့်နှစ်ယောက်ကလှေကားဆင်းပြီးအိမ်ပြန်တယ်လို့ဟန်ဆောင်ကြပါတယ်သူတို့အခက်ခဲပြီးသွားပြီလို့ထင်ကြပေမဲ့တန်တရားအလွန်ကြီးမားတဲ့လူသက်သမားကသူတို့ရဲ့အသေးငယ်ဆုံးသောလှုပ်ရှားမှုတစ်ခုချင်းစီကိုလှို့ဝှက်ဆောင်ကြည့်နေပါတယ်ဒါဟာဩစတြေးလျရာဇဝတ်မှုအရှင်ရုပ်ရှင်ကြီးတွေကအားရစရာကောင်းတဲ့မြင်ကွင်းတစ်ခုပါတီရုပ်ရှင်မှာထင်ရှားတဲ့မင်းသားကြီးချက်ကြီးချမ်းရဲ့ပါဝင်တရုပ်ဆောင်မှုနဲ့တန်တာရီလူကြီးမင်းတိုနီလုံးတို့ပါဝင်ထားပါတယ်